ပဲမိတ်လာပါယူခိုကိုမတီးဦးထင်ပါတယ်ယူခိုကအခုမှ YouTube ပေါ်မှာဗီဒီယိုတင်တာပဲဖြစ်ပါတယ်ယူခိုကတော်ဆော့ပါတယ်ဘာလို့တော်ပေါ်မှာမတင်တာလဲဆိုတော့ယူခိုကတော်ပေါ်မှာဘလော့ဥစ္စာတင်တာများပါတယ်တင်တာများပါတယ်ချင်းအဲ့ဒါကြောင့်TikTok မှာ like ကအနည်းနည်းလေးပဲရရပေါ့နော်အနည်းဆုံးဆိုရင်9-4ပဲရှိတယ်ပေါ့နော်အများကြတော့8-9ပဲရှိပါတယ်အဲ့ဒါကြောင့်YouTube ပေါ်မှာပဲဗီဒီယိုတင်ရပါမယ်အဲ့ဒါလေးပြောရှင်းတာပါယူခိုကခုမှ YouTube ပေါ်မှာဗီဒီယိုတင်တော့လေအဲ့ဒါမသိသေးဘူးထင်ပါတယ်ယူခိုကဘလို့ဆိုပါဒါပေမဲ့တခုရှိတာကယူခိုမှာဘတ်မရှိပါဘူးဘတ်မရှိလို့တော့ဝင်ပါတယ်တကယ်မရှိတာပါ0ပဲရှိပါတယ်ဒါပဲဖြစ်ပါတယ်ယူခိုကို YouTube ပေါ်မှာအများကြီးအားပေးကြဖို့ပြောရှိပါတယ်အဲ့ဒါကြောင့်ဒီဗီဒီယိုလေးကိုအားလုံးသိအောင်လို့လာတင်ပေးတာပဲဖြစ်ပါတယ်အဲ့ဆိုအားလုံး bye bye see you next video